ျှက်စစ်မီးပွားတွေကလည်းတီးလုံးတန်းတွေပေါ်တဲ့ဆိုရင်သိကြမလားဒီဆက်မှာစပီကာလုံးဝမပါပါဘူးဒါကတော့နမဲကျော်သိပ္ပံပညာရှင်ကြီးနီကိုလာတက်စလာရဲ့အကြီးအကျယ်ဆုံးတီထွင်မှုတွေကတစ်ခုဖြစ်တဲ့တက်စလာကွိုင်ပါသူကဘလို့အတန်းထွက်တာလဲရိုးရှင်းပါတယ်မိုးချိုးပြင်းကြီးမိုးချွင်တန်ထွက်တယ်မလားဒီဆက်လည်းအတူတူပဲလျှက်စစ်မီးပွားတွေလေထဲထွက်လာတဲ့အခါလေကိုချက်ချင်းပူစေတယ်ပူသွားတဲ့လေကချက်ချင်းပြန့်ကားတယ်မီးပွားရပ်သွားတာနဲ့ချက်ချင်းပြန့်ကျုံတယ်ဒီလိုအမြန်နှုန်းနဲ့ပြန့်လိုက်ကျုံလိုက်ဖြစ်တဲ့အတွက်လေတို့ကုန်ခါပြီးအတန်ထွက်လာတာပါအဲ့ဒီတုံခါမှုကိုတစ်စက္ကန့်အတွင်းအကျဉ်းရာပေါင်းများစွာအတိုးအလျောက်လှုပ်လိုက်တဲ့အခါလျှက်စစ်မီးပွားကစပီကာဖြစ်သွားတာပါဘလူးတူနဲ့ဖုံးချိတ်လိုက်တာနဲ့တချင်းပြီးအကိုင်းမီးပွားထွက်တဲ့စပီကိုစက်ကလိုက်ပြောင်းပေးပါတယ် vocal stand ကိုမတူပါနိုင်ပေမဲ့ EDM beat တွေ guitar riff တွေကိုတော့လျှက်စစ်က DJ တယောက်လိုတီးပြနိုင်ပါတယ်ဒါတွေမကဘူးမီးသီးကိုဆက်နာကတ်လိုက်ရုံနဲ့ကျိုးမလို့ပဲအလိုလိုမီးလင်းလာတယ်လျှက်စစ်စီးကြောင်းကိုကျိုးမသုံးပဲလေထဲကနေပို့လွန်နိုင်တဲ့နီးပညာပေါ့ဒါဆိုလက်နဲ့ထိရင်ဓာတ်လိုက်မလားမလိုက်ပါဘူးဒါပေမဲ့ပို့တယ် frequency မြင့်လို့လျှက်စစ်ကအရေးပြားအပေါ်ရံပဲဖြတ်စီးသွားတာကြောင့်ပါဒါပေမဲ့ plasma မီးပွားဆိုတော့အကြာကြီးထိထားရင်အသားအပူလောင်နိုင်ပါနဲ့ဘယ်လိုလဲလျှက်စစ်မီးပွားကိုစပီကာပြောင်းနိုင်တဲ့သိပ္ပံပညာကလမ်းနေမလားဒီလိုအမိုက်စားနီးပညာတွေကိုနားလေတယ်ဆိုရင် follow လုပ်ခဲ့ပါနားမလည်ရင်လည်း comment မှာဝင်ရောက်မေးမြန်းနိုင်ပါတယ်